အိမ်ထောင်းတစ်ခုမှလည်းဒီစကားဘယ်တော့မှမပြောမိစေနဲ့ဒီစကားကိုပြောမိနေတဲ့ရွေးရတော့ဒီအိမ်ထောင်းကွဲဖို့များတယ်နော်အဲ့စကားဘာလဲဆိုတော့လေငါနဲ့ကိုစိတ်ကုံတယ်ဆိုတဲ့စကားဘယ်တော့မှမပြောမိစေနဲ့ငါနဲ့ကိုစိတ်ကုံတယ်ငါနဲ့ကိုစိတ်ပြက်တယ်ဆိုတဲ့စကားကိုလေဘယ်တော့မှတကယ်မပြောမိစေနဲ့တိလားဘာလို့လဲဆိုတော့လေအရာတိုင်းမှာလေတိလားစိတ်ကုံတယ်စိတ်ပြက်တယ်ဆိုတာတော့လေကိုကလေခံစားရတာမရှိဘူးပြောခံရတဲ့သူကတော်တော်ခံစားရတာဟုတ်တယ်ပြောတဲ့သူအတွက်ကပြောလိုက်ပြီးသွားတယ်ဒါပေမဲ့ခံနေရတဲ့သူအတွက်ကမခံတာဘူးတကယ်အရန်မခံရခက်တဲ့စကားတစ်လုံးဟုတ်တယ်နော်စိတ်ကုံတယ်စိတ်ပြက်တယ်ဆိုတာကတော့လေအတိတ်ပဲကိုတေချာစဉ်းစားကြည့်ဒီစကားဟာလေတော်တော်နှက်နေတာဖြစ်တယ်ပြောမှဆို relation တစ်ခုမှလေဒီစကားဟာပြောနေပြီဆိုရင်အော် तू ငါ့ကိုမချစ်တော့ပါလားအော် तू ငါ့အရင်လိုမဟုတ်တော့ပါလားဆိုတဲ့စိတ်ကိုခဏရိုက်သွေးနေတယ်လို့ဖြစ်တယ်နော်နောက်တစ်ခုကချစ်သူရီးစားသမီးရီးစားမှာပဲဖြစ်ခဏလမ်းခွဲစကားမပြောမိစေနဲ့နော်ဘာလို့လဲဆိုတော့လေလမ်းခွဲစကားခဏပြောတဲ့သူကတော့ရှာရိုးမရှိဘူးပြောနေတယ်ဒါပေမဲ့ဆွဲထားတဲ့သူအတွက်ကြတော့လေဒီစကားကတော်တော်နာကျင်ရတယ်ဒီလားအားကြောင့်မလို့လေအကောင်းဆုံးကတော့လေဒီလားကိုကပြက်ဖို့လည်းမစင်စားထားဘူးပြက်ဖို့လည်းအစင်စင်မရှိဘူးဆိုရင်အကောင်းဆုံးတော့လမ်းခွဲစကားခဏမပြောမိစေနဲ့ချစ်သူ relationship မှာတော့အဲ့လိုမျိုးရှိတယ်လို့လင်မယားမှာဆိုလဲပို့ဆိုးတယ်ခဏသွားပြီးကွာရှင်းမယ်ဆိုတဲ့စကားကိုမပြောမိစေနဲ့နေနဲ့ငါကွဲမယ်ကွာပြက်မယ်ကွာအဲ့ဒီစကားကိုမပြောမိစေနဲ့ဘာလို့လဲဆိုတော့လေပြောတဲ့သူအတွက်ကတော့ဟုတ်ပါတယ်ရင်းနေပြီတစ်ခါပြောနှစ်ခါပြောရင်းနေပြီနားထောင်တဲ့သူအတွက်ကဘလို့မျိုးလဲဆိုတာနာကျင်ရလွန်းတော့လေ तू ကလေပို့ပြီးမှဘလို့ပြောမလဲချစ်ချင်းပြက်နိုင်တဲ့အတွက်မလို့ तू ကအချိန်ယူခွင့်ပေးတယ်လို့ဖြစ်သွားလိမ့်မယ်နော်ပြောရမယ်ဆိုရင်ကွာကွဲမယ်စကားတခွန်းပြောလိုက်တိုင်းဒီမိမသားဖက်ပဲဖြစ်ယောက်ျားဖက်ပဲဖြစ်ခံစားနေရတဲ့အတွက်မလို့ချစ်ချင်း तू ကမကွဲနိုင်တဲ့အတွက် तू မှတုတ်ပြန်စကားမရှိဘူးတစ်ဖက်တက်ကငါနဲ့ကိုကွဲမယ်ဆိုဒီ relationship ကိုတေချာစဉ်းစားကြည့်ဒီ relationship ကကျတော့ဘာနဲ့တူသွားလဲဆိုရင်တစ်ဖက်ကဆွဲမှမြဲတယ်လို့ဖြစ်သွားတယ် relationship လိုမျိုးဖြစ်သွားတယ်ဒီအတွက်ကြောင့်မို့လေပြောချင်တယ်နော်ကိုကတော့ဟုတ်တယ်စိတ်ထဲမပါဘူးစိတ်ညစ်တယ်အရင်စိတ်ညစ်လာပြီးမောပန်းလာပြီးစိတ်ပြက်လာပြီးစိတ်ရှုပ်လာပြီးဆိုတဲ့အချိန်ပြောမိတာမှန်တယ်ဒါပေမဲ့တစ်ဖက်လူအပြောခံရတဲ့သူကကျတော့ဒီစကားကိုမမေ့ဘူးနော်မမေ့ဘဲနဲ့ तू ကဒီစကားကိုထက်ကစဉ်းစားမှငါသူ့ကိုအခုမပြတ်နိုင်သေးပေမဲ့ငါအချိန်ရသေးဆိုဖြည်းရှင်နေ့ကိုခွဲခွာသွားတာဖြစ်တယ်သူခွဲခွာတဲ့အချိန်မှာဆိုနေ့ကိုလိုင်းမှလေငါနေ့ကိုလမ်းခွဲမယ်ငါနေ့ကိုကွာရှင်းမယ်ဆိုတဲ့စကားမပြောဘဲနဲ့ကိုဗတ်ပိုင်ပြသွားတာဟုတ်တယ်နော်ခဏပြောနေတဲ့သူတက်ဆယ်ဆပြက်တာဟုတ်တယ်နော်ဒါကြောင့်ဒီစကားကိုဘ